လေဒီလားမကြခင်မှာသူတို့ကကက်နဲ့လောင်တဲ့မင်းငယ်အိုင်ထဲမှာအဆုံးသတ်ရတော့ဒါကြောင့်မလို့သူတို့အဆုံးသတ်မဲ့အရာကိုကြောက်ပြီးတော့ဒီလောကမှာရှိတဲ့ဘုရားသားသမီးတွေဒီလောကမှာရှိတဲ့လူသားတွေအားလုံးကိုဖျက်ဆီးဖို့ရန်အတွက်ပြင်ဆင်နေတာဖြစ်တယ်အဲ့တော့ကျွန်တော်ဒါလေးကိုဖတ်ချင်တယ်ဒီနောက်ဆုံးသောကာလမှာတွေ့ရတဲ့အရာအခုနအသွေးသားပိုင်းဆိုင်ရာမှာညဉ့်ညူးစုပ်ပြတ်တက်နေတဲ့အရာတွေကျွန်တော်တို့တွေ့ရပြီဒါနောက်ဆုံးသောကာလရဲ့လက္ခဏာဖြစ်တယ်မဿဲ24ထဲမှာလည်းကျွန်မတစ်ချက်ကြည့်စီခြင်းတယ်မဿဲ24အခန်းငယ်9ကနေပြီးတော့ကျွန်မဖတ်ချင်တယ်လူမျိုးတစ်မျိုးနဲ့တစ်မျိုးတနိုင်ငံနဲ့တနိုင်ငံရံပတ်ပြုကြလိမ့်မည်အရရက်တို့၌အစာခေါင်းပါခြင်းကာလနာများပြားခြင်းမြေကြီးလှုပ်ခြင်းတို့သည်ဖြစ်ကြလိမ့်မည်ထိုအမှုရာတို့သည်ဒုက္ခဆင်းရဲခြင်း၏အစအဦးဖြစ်သည်ထိုကာလ၌လူများတို့သည်တင်တို့ကိုညှင်းဆဲခြင်းအသေးသက်ခြင်းကိုခံစေခြင်းကအနှံကြလိမ့်မည်ငါ၏နာမကြောင့်လည်းခတ်သိမ်းသောလူမျိုးတို့သည်တင်တို့ကိုမုန်းကြလိမ့်မည်ထိုကာလ၌အများသောသူတို့သည်ဖောက်ပြန်ခြင်းသို့ရောက်၍အချင်းချင်းတစ်ယောက်ကိုတစ်ယောက်အကြလိမ့်မည်အချင်းချင်းမုန်းကြလိမ့်မည်မိစ္ဆာပရောဖက်အများတို့သည်ပေါ်လာ၍လူအများတို့ကိုလှည့်ပြားကြလိမ့်မည်မတရားသောအမှုတို့သည်များပြားသဖြင့်အများသောသူတို့၏ချစ်ချင်းမြတ်တာသည်ခေါင်းပါကြလိမ့်မည်အချင်းသူသည်အဆုံးတိုင်အောင်တည်ကြည်ထိုသူသည်ကယ်တင်ခြင်းသို့ရောက်လိမ့်မည်အာမင်အဲ့တော့ဒီမှာလဲပြောထားတယ်နောက်ဆုံးသောကာလရောက်လာတဲ့အခါမှာတဲ့တွေ့ရမယ့်အရာကလူမျိုးတစ်မျိုးနဲ့တစ်မျိုးတစ်နိုင်ငံနဲ့တစ်နိုင်ငံရံပတ်ပြုတယ်နော်အဲ့ဒီအရာကိုကြည့်လိုက်တဲ့အခါမှာကျမတို့ဒီနောက်ဆုံးသောကာလရဲ့အခြေအနေကိုကြည့်လိုက်တဲ့အခါမှာကမ္ဘာတစ်ဝန်းလုံးကိုကြည့်ရပေမဲ့လည်းအဓိကစင်တာထားပြီးကြည့်ရတဲ့နေရာကနိုင်ငံကဘယ်နိုင်ငံလဲဆိုတော့ဣသရေလနိုင်ငံဖြစ်တယ်ကျမတို့ဣသရေလနိုင်ငံကိုကြည့်တဲ့အခါမှာနော်ဣသရေလနိုင်ငံရဲ့ပတ်ဝန်းကျင်နော်နိုင်ငံတွေအားလုံးဟာဣသရေလနိုင်ငံကိုတိတ်မုန်းကြတယ်ဣသရေလနိုင်ငံကိုဘယ်လောက်ထိမုန်းကြတယ်လဲဆိုလို့ရှိရင်ဒီမြေကြီးပေါ်ကနေပပျောက်သွားတဲ့နိုင်ငံတစ်နိုင်ငံဖြစ်လာဖို့အတွက်သူတို့တွေကကြံစီကြတယ်အဲ့တော့အဲ့ဒီကြံစီကြောင်းကိုကျမတို့ကြည့်လိုက်မယ်ဆိုရင်အခုဖြစ်ပျက်နေတဲ့အရာနော်အခုဖြစ်ပျက်နေတဲ့သတင်းတွေတဲကအရာတွေကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်မကြခင်မှာဂေါမာနဲ့မာဂေါမာစစ်ပွဲဆိုတဲ့အရာဖြစ်ပျက်လာတော့မယ်ဆိုတဲ့အရာကိုခံမှန်းလို့ရနိုင်တယ်ဒီစကြလ38ထဲမှာဖော်ပြထားတဲ့အရာအတိုင်းပဲအဲ့တော့ဂေါမာနဲ့မာဂေါမာစစ်ပွဲဆိုတဲ့အရာကဘာကိုပြောနေရလဲဆိုတော့နော်တကယ်ကိုနိုင်ငံတွေအားလုံးပေါင်းပြီးတော့တတိယကဘာစစ်လိုမျိုးတကယ်ကြောက်စရာကောင်းတဲ့စစ်ပွဲကြီးတစ်ပွဲဖြစ်လာမယ်ဆိုတဲ့အရာကိုရည်ညွှန်းနေတာဖြစ်တယ်ဆိုတော့အဲ့ဒီစစ်ပွဲကြီးကိုဖြစ်မဲ့နေရာကိုပြန်ပြီးတော့ကြည့်လိုက်တဲ့အခါမှာအာဖဂန်နစ္စတန်ဆိုတဲ့နော်နေရာလောက်မှာဖြစ်နိုင်တယ်။အဲဆိုအဲ့ဒီကျမ်းစာထဲမှာရေစကြည်လ38ထဲမှာဖော်ပြထားတဲ့အရာပေါ့။အာဖဂန်နစ္စတန်နိုင်ငံကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်တာလီဘန်တွေအများကြီးကအခုနေရာယူထားပြီးပြီ။သူတို့မျိုးကိုတကယ်ကိုညှင်းဆဲထားပြီးပြီဖြစ်တယ်နော်တာလီဘန်တွေကတကယ်ကိုလက်နက်ကင်တွေကအရန်ကြောက်စရာကောင်းတယ်။ဆိုတော့ပြန်ပြီးတော့ကြည့်လိုက်မယ်ဆိုလို့ရှိရင်လေအီရန်နိုင်ငံဟာအရင်ကပါရှာလို့ခေါ်တယ်။ကျန်းစာထဲမှာဆိုလို့ရှိရင်တော့သူကပီရတိပီလို့ခေါ်တာ哦။ဆိုတော့ပါရှာအီရန်နိုင်ငံကလည်းဣသရေလကိုတိုက်ခိုက်ဖို့အတွက်အဆင်သင့်မယ်။အဲ့တော့အီရန်ကလာတိုက်ခိုက်မယ်ဆိုရင်လည်းဣသရေလနိုင်ငံကငါတို့လည်းအဆင်သင့်မယ်တဲ့နော်။အဲ့တော့အီရန်နိုင်ငံကအဆင်သင့်ဖြစ်တာတွေမကဘဲနဲ့တစ်ဖက်မှာရုရှားကိုပါကောက်ချိတ်ထားတယ်။ပြီးရင်တူရကီကိုပါသူကလက်တွဲထားတာဖြစ်တယ်။အဲ့တော့ဘာဖြစ်နိုင်လဲဆိုတော့မကြခင်မှာအခုနှုတ်ကပတ်တော်ကပြောထားတဲ့အတိုင်းပဲလူမျိုးတစ်မျိုးနဲ့တစ်မျိုးတစ်နိုင်ငံနဲ့တစ်နိုင်ငံရံပတ်ပြုတ်နေတယ်ဆိုတဲ့အရာကထင်ရှားပြီးတော့ကမ္ဘာစစ်ပွဲတွေထပ်ပြီးတော့ဖြစ်ပျက်လာအောင်မယ်ဆိုတဲ့အကြောင်းအရာကိုကျမ်းစာကပြောနေခြင်းဖြစ်တယ်။ယေရှုခရစ်တော်ကကြိုပြီးတော့ကျမတို့အသက်တာထဲမှာပြင်ဆင်လို့ရအောင်စောင့်တည်စရာဖြစ်အောင်မုန်တိုင်းတွေထန်နေတဲ့အခါမှာရုပ်သေးကြိုးပြတ်မဖြစ်အောင်ကျမတို့အသက်တာထဲမှာအစစ်ခံနိုင်တဲ့သူတွေဖြစ်အောင်ဟာလေလုယာဒီနေ့ဘုရားသခင်ကဒီအရာတွေကိုညွန်ပြနေတာဖြစ်တယ်။အဲ့တော့အရန်ကြောက်စရာကောင်းပါတယ်နော်အဲ့တော့ကြည့်လိုက်မယ်ဆိုလို့ရှိရင်နိုင်ငံအသီးသီးကလည်းနျူကလ িয়ার တွေနဲ့နော်ငါတို့နိုင်ငံမှာရှိတယ်ငါတို့နိုင်ငံကအဆင်သင့်ပဲဖြစ်ချင်ငါတို့နော်ဖြစ်လိုက်လို့ရပြီဆိုတဲ့အရာတွေအားလုံးကိုနိုင်ငံအသီးသီးမှာတွေ့နေရတယ်ဒါကြောင့်မို့ပြောချင်တဲ့အရာကအခုပတ်ဝန်းကျင်နိုင်ငံတွေမှာဖြစ်ပျက်နေတဲ့စစ်ပွဲတွေမငြိမ်မသက်မှုတွေမုန်းတီးခြင်းတွေအရာအားလုံးကဘာကိုပဲလက်ညှိုးထိုးနေလဲဆိုတော့ဒီကမ္ဘာကြီးအဆုံးသတ်တော့မယ်ဒီကမ္ဘာကြီးအဆုံးသတ်တော့မယ်နောင်တရပါနောက်ဆုံးသောကာလမှာတင်သက်ရှင်နေနောင်တရပါဒါတွေကိုကြည့်ပြီးတော့အချိန်တန်ပြန်ပြီးတော့အေးဆေးသွားမယ်လို့ပေါ့ပလေးကိုယ့်ရဲ့အသက်တာကိုမဖြတ်သန်းစေချင်ဘူးတမာတိနဲ့ဖြတ်သန်းစေချင်တယ်အဲ့ဒီလိုမျိုးနိုင်ငံပေါင်းစုံကဝိုင်းပြီးတော့ဣသရေလကိုတိုက်ဖို့အတွက်ပြင်ဆင်နေတဲ့အခါမှာဣသရေလကဘာပြန်ပြောလဲသလားဣသရေလကနေညမပြတ်စစ်ရေးလေ့ကျင့်နေအဲ့ဒါကသူတို့နိုင်ငံကိုစတည်ထောင်ကြတဲ့ကကျွန်မဣသရေလကိုရောက်တဲ့အခါမှာအဲ့ဒီຢာကိုမြင်ရတယ်
မနေ့3နိုင်ခွဲ4နိုင်လောက်ဆိုလို့ရှိရင်တို့နော်ဟိုစီရီလေးကျတဲ့အတန်တွေအကုန်ကြားနေရတယ်ပြောချင်တဲ့အရာကအစ္စရေးတိုင်းပြည်ဟာရန်သူတိုက်ခိုက်လာမဲ့အရာအတွက်တို့ကိုတို့အမြဲတမ်းပြင်ဆင်ထားတယ်ယုံကြည်သူများတမာတိရှိဖို့အတွက်လိုအပ်တယ်ရန်သူကကျမတို့ကိုချောင်းမြောင်းနေနောက်ဆုံးသောကာလမှာကျမတို့ကိုတတ်ဖို့ကျမတို့ကိုဖျက်ဖို့ယုံကြည်ခြင်းကိုမခိုင်ခန့်ဖို့အတွက်သူကလုပ်နေတယ်ကျမတို့ဘာလုပ်ရမလဲပြင်ဆင်ရမယ်နှုတ်ကပတ်တော်နဲ့အသက်တာကိုတည်ဆောက်ရမယ်တမာတိရှိရမယ်